မင်္ဂလာပါရှင်မီရာဘိုက်ကနေပြန်လဲကြိုဆိုပါရစေကျမတို့နေ့စဉ်ဘဝမှာလူပေါင်းစုံနဲ့ဆက်ဆံနေရတဲ့အခါတစ်ခါတလေမှာတစ်ဖက်လူကကိုအမှန်တိုင်းပြောနေရလားဒါမှမဟုတ်တစ်ခုခုကိုဖုံးကွယ်ပြီးလိမ်ညာနေရလားဆိုတာဝေခွဲမရတဲ့အခြေအနေမျိုးတွေကြောင့်ဘူးကြမှာပါလိမ်ညာရဲဆိုတာစကလုံးတွေနဲ့တည်းမဟုတ်ပဲလူရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေမှာပါအရေးအယောင်တွေပြနေတတ်ပါတယ်ဒီနေ့မှာတော့စိတ်ပညာအရာတစ်ဖက်လူကတင့်ကိုလိမ်နေပြီဆိုရင်ပြသလေးရှိရဲ့အချက်၅ချက်ကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။အချက်နံပါတ်1ညလုံးချင်းစုံမိုးရှောင်ကျင်တာသို့မဟုတ်ပုံမှန်ထပ်ပိုကြည့်ရပုံမှန်အားဖြင့်လူတွေလိမ်ပြောပြီးဆိုရင်အပြစ်ရှိတယ်လို့ခံစားရလို့ညလုံးချင်းမစုံရဲပဲဟူဟူတီတီကြည့်တတ်ကြပါတယ်။ဒါပေမဲ့အချို့ကတော့သူတို့လိမ်နေတာကိုမသိတာအောင်မျက်တောင်မခက်တာစိုက်ကြည့်ပြီးယုံကြည်မှုရှိတဲ့အောင်ဟန်ဆောင်တတ်ကြပါတယ်။ပုံမှန်မဟုတ်ပဲအကြည့်လွဲလွန်းတာဒါမှမဟုတ်စိုက်ကြည့်လွန်းတာဟာတတိထားရမယ့်အချက်ပါ။အချက်နံပါတ်2မလိုအပ်ပဲအသေးစိတ်တွေအများကြီးပြောတာလိမ်ပြောတဲ့သူဟာသူတို့ရဲ့စကားကိုယုံကြည်ရအောင်ဇလန်းတွေစင်တတ်ကြပါတယ်မိတာထပ်ပို့ပြီးတော့အသေးစိတ်အချက်လက်တွေကိုတရဆက်ပြောနေပြီဆိုရင်ဒါဟာသူတို့ကိုသူတို့ကာကွယ်ဖို့ကြိုးစားနေရဖြစ်နိုင်ပါတယ်စကလုံးတွေအယမ်းများနေတာဟာအမှန်တရားကိုဖုံးကွယ်ဖို့အကာအကွယ်တစ်ခုပါပဲအချက်နံပါတ်3ခန္ဓာကိုယ်လှုပ်ရှားမှုတွေတောင့်တင်းနေတာလူတစ်ယောက်ကအမှန်တိုင်းပြောနေရင်စိတ်လက်ပေါ်ပါပြီးခန္ဓာကိုယ်ကတဘာဝအတိုင်းလှုပ်ရှားနေမှာပါဒါပေမဲ့လိမ်နေတဲ့အခါမှာတော့တခုခုမှသွားမှစိုးရိမ်တဲ့အတွက်ခန္ဓာကိုယ်ကတောင့်တင်းနေတတ်ပါတယ်လက်ပိုက်ထားတာခဏမငြိမ်ဖြစ်တာဒါမှမဟုတ်နှာခေါင်းနဲ့ပါးစပ်ကိုခဏခဏကင်တာမျိုးတွေကလိမ်ညာနေတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်အချက်နံပါတ်4မေကုန်းကိုမေကုန်းနဲ့ပြန်ဖြေတာဒါမှမဟုတ်စကားကိုချက်ခါတလဲလဲပြောတာမင်းအဲ့ဒီကိုသွားခဲ့တာလားလို့မေးတဲ့အခါငါအဲ့ဒီကိုသွားခဲ့တာလားလို့မေကုန်းပြန်ရွနေရကအဖြေရှာဖို့အချိန်ဆွဲနေရပါဒါမှမဟုတ်မသွားပါဘူးလို့တခွန်းနဲ့ကိုထက်ခါတလဲလဲညင်းနေတာမျိုးဟာလဲစိတ်မလုံးတာကိုပြနေရဖြစ်ပါတယ်အချက်နံပါတ်5အသက်ရှူနှုန်းပြောင်းလဲလာတာလူတယောက်လိမ်ပြောတဲ့အခါစိတ်လှုပ်ရှားမှုကြောင့်နှလုံးခုန်နှုန်းများလာပြီးအသက်ရှူတာပြောင်းလဲလာတတ်ပါတယ်ပခုံးတွေမြင့်တက်လာတာအသက်ကိုခပ်ပြင်းပြင်းရှူတာမျိုးတွေကလိမ်ညာနေလို့ခန္ဓာကိုယ်ကတုတ်ပြန်တဲ့စိတ်ပညာသဘောတရားတွေပဲဖြစ်ပါတယ်အခုပြောပြသွားတဲ့အချက်တွေကတော့အခြေခံစိတ်ပညာသဘောတရားတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လူတစ်ယောက်ကိုဆုံးဖြတ်တဲ့အခါမှာတော့အခြေအနေကိုသိချတတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုလေးကတင့်အတွက်အသုံးဝင်နေဆိုရင် like ပေးခဲ့ဖို့မမေ့နဲ့အောင်နော်။နောက်ထပ်လည်းလူမှုဆက်ဆံရေးနဲ့စိတ်ပညာဆိုင်ရာဘူးတုဒတွေကိုသိချင်နေဆိုရင်တော့ကျမတို့ရဲ့ Mirabai Channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုပါနှိပ်ထားပေးပါအောင်ရှင်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။